င်္ဂလာပါဒီနေ့မှာတော့အမှုပညာလောကမှာတော်တော်လေးကိုကြရက်ရိုက်သွားတဲ့အမရာငင်းခေါ်အင်းငင်းဆွေရဲ့အိမ်ထောင်ရေးအရှုပ်တော်ပုံအကြောင်းကိုတင်ဆက်ပေးမှာပါတိန်းတောင်းချီတဲ့ရော်ကြီးငွေတွေအပြန်အလှန်တရားစွဲဆိုမှုတွေနဲ့အတူသူမရဲ့ခင်ပွန်းနဲ့ပတ်သက်နေတဲ့တခြားအမျိုးသမီးတွေအကြောင်းပါဝင်နေတဲ့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်လက်တလောထွက်ပေါ်လာတဲ့အချက်လက်တွေအရအမရာငင်းဟာသူမရဲ့ခင်ပွန်းဖြစ်သူကိုကွာရှင်းလိုမှုနှစ်ဦးပိုင်ပစ္စည်းကျပ်3,000ကျော်ခွဲဝေပေးစီလိုမှုတို့နဲ့2025ခုနှစ်မှာတရားစွဲဆိုခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းခင်မွန်းဖြစ်သူကသူမကိုအသေးဖြတ်မှုနဲ့ကျပ်3,000ကျော်ရလိုကြောင်းပြန်လည်တရားစွဲဆိုထားတာခံနေရပါတယ်။အမရာငင်းရဲ့ပြောကြားချက်အရ2018ခုနှစ်မှာလက်ထပ်ခဲ့ပြီးမဲ့တစ်နှစ်ကျော်လောက်ပဲအတူနေခဲ့ရပြီး2020ခုနှစ်ကတည်းကသူမကိုမိဘအိမ်မှာပစ်ထားခဲ့တယ်လို့လည်းဆိုပါတယ်။ခင်ပွန်းဖြစ်သူကအပြစ်မှာအမျိုးသမီးများစွာနဲ့ပတ်သက်နေတာကိုသိခဲ့ပေမဲ့သူမရဲ့ဂုဏ်သိက္ခာကြမှာကြောက်လို့သူကလူကောင်းပါဆိုတဲ့ပြရုပ်ကိုဖန်တီးပြီးတီးခံခဲ့ရတယ်လို့လည်းဖွင့်ဟလာပါတယ်။အခုတော့သူမဘက်ကကိစ္စတွေကိုအပြည့်ရှင်ဖို့လုပ်တဲ့အခါမှာခင်ပွန်းဘက်ကပုံမှန်ဟောင်းနေပြန်ဖော်ပြီး3,000နဲ့ပြန်တရားစွဲလာတာဖြစ်တယ်လို့ဆိုပါတယ်။ဒီကိစ္စကတကယ်ကိုစိတ်မကောင်းစရာအိမ်ထောင်ရေးသင်ခန်းစာတစ်ခုပါ။3,000ချီတဲ့ရော်ကြီးငွေတွေဆိုတာအပြင်လောကမှာပြောရုံနဲ့တင်တုံလုံးစရာပမာဏတွေဖြစ်ပေမဲ့အဲ့ဒီနောက်ွယ်မှာနှစ်ရှည်လာများတီးခံခဲ့ရတဲ့အမရာငင်းရဲ့စိတ်တန်ရာတွေကပိုပြီးကြီးမားနေပုံရပါတယ်။ပရိသတ်အချို့ကတော့အစကတည်းကလူကြီးတွေတားတာနားထောင်ခဲ့တဲ့နယ်လို့မှတ်ချက်ပေးကြသလိုတချို့ကလည်းမင်းကလေးတယောက်အနေနဲ့ဒီလောက်ထိတီးခံခဲ့တာအံ့ဩစရာပဲလို့အားပေးစကားဆိုကြပါတယ်။ကျမတို့ channel အနေနဲ့ထပ်ပြီးသုံးသပ်ရရင်တော့အခုလိုတက်တေတွေချပြမယ်လို့ပြောဆိုလာတာဟာသူမဘက်ကအမှန်တရားအတွက်တိုက်ပွဲဝင်ဖို့ပြင်ဆင်နေတာလို့မြင်မိပါတယ်။ဒါပေမဲ့ဥပဒေရေးရာအရဘသူကအမှန်တရားကိုပို့ပြီးတက်တေပြနိုင်မလဲဆိုတာကတော့စောင့်ကြည့်ရမယ်အပိုင်းပါ။အမရာငိမ့်နောက်ဆုံးမှာအကြံပေးသွားတဲ့အုံနောက်ကိုသုံးပြီးရွေးချယ်ပါဆိုတဲ့စကားကတော့အိမ်ထောင်ဖက်ရွေးချယ်မဲ့မိန်းကလေးတိုင်းအတွက်တကယ်ကိုအဖိုးတန်တဲ့သတိပေးချက်တစ်ခုဖြစ်နေပါတယ်ရှင်။အမရာငင်းရတော့မကြခင်မှာသူမရဲ့ခင်ပွန်းနဲ့တခြားအမျိုးသမီးတွေရဲ့ပတ်သက်မှုမတန်းတွေကိုချပြသွားဖို့ရှိတယ်လို့ဆိုထားပါရယ်ပရိသတ်ကြီးကအမရာငင်းရဲ့ဒီဆုံးဖြတ်ချက်အပေါ်ဘယ်လိုမြင်ကြပါသလဲ3,000ချီတဲ့ရော်ကြီးကိစ္စမှာဘသူကအမှန်တရားကိုပိုနီးစက်တယ်လို့ထင်ပါသလဲတင်းရဲ့ထင်မြင်ချက်တွေကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်နောက်ထပ်စိတ်ဝင်စားစရာအမှုပညာသတင်းတွေကိုသိရအောင်လဲကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်